ကိုမင်္ဂလာပါ မင်္ဂလာပါမ ဟုတ်ဘယ်ကနေလာစားရလဲရှင် ပြင်းမျိုးပါမ အော်ပြင်းမျိုးပါပဲပေါ့နော်ဒီမှာစတူဒီတာရှိရကိုဘယ်ဘယ်ကနေသိခဲ့ရလဲ ဟောတကယ်ချင်းနေရပြောလို့ပါမ အော်တငယ်ချင်းတွေအတွက်မနစ်ကောတနစ်ကောကျွေးရလာစားဖြစ်သေးလားဒီမှာ အဲ့တော့မလာစားပြဘူးဘူးနေမှာတကယ်ချင်းနေဟောပေါ့နော်ရွှေဘုံရှင်ကအများအားဟောတကူလာရောက်တဲ့ပေါ့နော်နေ့စဉ်တိုင်းကျွေးတယ်ပြောလို့ဘူးမှလာစားဖြစ်တာပါ အော်ဟုတ်ကဲ့ပါကိုစားလို့ကောင်းရလား အညာကောင်းမယ်ရွှေဘုံရှင်လာစားပါလို့ ကျေးဇူးတင်ပါတယ်ကိုနောက်ရက်ဒီပထဒုတိယရက်ကိုတတိယရက်ကိုရှိသေးရဲ့နောက်ထပ်2ရက်ရှိသေးရဲ့ လာမကြောလာမ ဟုတ်ကဲ့ လာစားလို့ရမလား ရတယ်ကိုကျေးဇူးတင်ပါတယ် ကျေးဇူးပါမဟုတ်ကျေးဇူးပါဟုတ် ဆီယမအတင်းခေါ်လာလို့တင်တယ်သူ့မှာမင်္ဂလာပါမိုက် မင်္ဂလာပါညီမလေး ဟုတ်ဘယ်ကနေလာစားရလဲ ဒီတိုင်းမိတ်ကလေး အော်လမ်းထိပ်ကလေးတွေပေါ့အဲ့ဆိုသိတာပေါ့ညီမတို့သိတာရှိတာမနေ့ပြန်အောင်တစ်ပတ်ကောင်ရှိသေးရဲ့လာစားအောင်နော် ဟုတ်ကဲ့ပါညီမလေး အမကလေးတွေလည်းအများကြီးပဲဆိုဘယ်သူတွေလည်းပါတော့ရလဲ ဟိုတပည့်တွေကျူရှင်ဝိုင်းရ အော်တခါလေးအပြီးပေါ့သူ ခါ တို့ ရပြီလက်မြန်ကမှလာခဲ့လို့ရတယ် လာခဲ့ လက်မြန်အစီအစဉ်ရအောင် မနေ့ပြန်ကတော့မွေးငါကျွေးမှာတစ်ပတ်ကကြာရင်ချက်သားနဲ့အာလူနဲ့ကျွေးမှာလာခဲ့နော်ဟုတ်ကဲ့ပါဟုတ် စိတ်မဲပေါ့ညီမလေး ဟုတ်တယ်ဒီနေ့ဒေးနာရန်နေစားကြည့်တာ အများကြီးစားလို့ကောင်းပါတယ်ဒီတက်ပို့ပြီးတော့စီးပွားလက်လာပါရတိုးတက်ပါစေ ဟုတ်ကဲ့ပါမိုင်ကျေးဇူးတင်ပါတယ်ဟုတ်ဘယ်ကနေလာကြတော့ ပြေးပြီးရ ဟောပြရပဲလားအော်အဲ့ဆိုရင်အမတို့ဒီချင်းပေါင်းချိန်မှာစတိုရီတာအလှရှိရဘလို့သိပြလားစားရလဲ သူများပြောလိုက် သူများပြောတာလားအဘော်ရာတွေပြောတာလား ဟုတ်တယ် ဟောအခုဘယ်နှပတ်ကန်ဆွဲခဲ့လဲပြော သုံးပကံ တော့မရခလေးအောင် တစ်ပတ်ကံ တစ်ပတ်ကန်နဲတာပေါ့ခလေးအောင် စားတဲ့တစ်ပတ်ကံ တစ်ပတ်ကန်မဲလားအဲ့ဆိုလို့ရှိရင်နောက်နေ့ရှိသေးတယ်လာစားအောင်ပါလားဟုတ်ပြီကျေးဇူးတင်ပါတယ်အခုလိုပြပေးလို့